မိသားစုတစုရဲ့ငြိမ်းချမ်းတဲ့ဘဝလေးဟာကြောက်မှတ်ဖွယ်ကောင်းတဲ့တခဏလေးအတွင်းဘလို့ပျက်စီးသွားလဲဆိုတာသင်တွေးဘူးပါသလားမိသားစုနှောင်ကြိုးကိုနက်နက်ရှိုင်းရှိုင်းခံစားတတ်သူတွေအတွက်ဒီအဖြစ်အပျက်ကရှင်နှင်းစရာပါဘီဘတ်မိသားစုကိုသူတို့အိမ်ကနေပြန်ပေးဆွဲခဲ့တဲ့ကြေကွဲဖွယ်ရာဇလန်းဟာကပ္ပအမှတ်သားတစ်ခုဖြစ်လာပါတယ်သူတို့ဘဝတွေဘာဖြစ်သွားလဲဆိုတာသိချနားထောင်ကြည့်ပါ2023ခုနှစ်အောက်တိုဘာလ9ရက်နေ့မှာနီယာအိုစကီဘစ်ကနေယာဒန်ရှီရီအေရီယယ်ကဖီရိုပါဝင်တဲ့ဘီဘတ်မိသားစုကိုပြန်ပေးဆွဲခဲ့တာပါယာဒန်ဟာတိုက်ပွဲနဲ့ပတ်သက်ပြီးသူ့ညီမစီကိုစိတ်ပူပန်စွာစာတိုတွေပို့ခဲ့ပါတယ်ရှီရီကတော့သူ့ရင်ခွင်ထဲကကလေးငယ်2ဦးကိုပွေ့ထားရင်ထိတ်လန့်နေပုံကိုဗီဒီယိုတွေမှာတွေ့ရပါတယ်ယာဒန်ကိုတော့မိသားစုနဲ့ခွဲပြီးတီးခြားဖမ်းဆီးသွားခဲ့တာပါဘာကြောင့်ခွဲခြားဖမ်းဆီးတာလဲဆိုတာစိတ်ဝင်စားစရာပါယာဒင်ဟာဓားစာခံဖြစ်နေစဉ်သူ့မိသားစုအကြောင်းကိုမကြာခဏမေးခဲ့ပါတယ်ဒါပေမဲ့သူ့ကိုဖမ်းထားသူတွေကသူ့မိသားစုလွတ်မြောက်သွားပြီးတဲလ်အဗီဗ်မှာတွေ့ရတယ်လို့လိန်ညာပြောခဲ့ပါတယ်တစ်ချိန်မှာဆိုရင်တခြားဓားစာခံတစ်ယောက်ကိုသူ့မိသားစုတေဆုံးသွားပြီလို့ယာဒင်ကိုပြောခိုင်းခဲ့ပါတယ်ယာဒင်ရဲ့စိတ်ပြက်အားငယ်မှုတွေကမှတ်တမ်းတင်ထားတာတွေ့ရပါတယ်ဒါပေမဲ့တကယ်တမ်းကျတော့သူ့မိသားစုဘယ်ရောက်သွားပြီလဲ၄နှစ်သား area နဲ့6လသား cafe တို့ကလေးငယ်2ဦးဟာအောက်တိုဘာလ9ရက်နေ့ကနေဖမ်းဆီးခံရတဲ့ဓားစာခံတွေထဲမှာအသက်အငယ်ဆုံးကလေးတွေဖြစ်ပါတယ်သူတို့ဟာဂါဇာစစ်ပွဲဓားစာခံအရေးခင်းရဲ့သင်္ကေတတစ်ခုလိုဖြစ်လာခဲ့ပါတယ်ဟာမတ်စ်ကရှီရီနဲ့ကလေးတွေကိုအစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့်တေဆုံးခဲ့တယ်လို့နိုဝင်ဘာလမှာကြေညာခဲ့ပါတယ်ဒီလိုကြေညာခဲ့တာဟာအမှန်တရားလားဒါမှမဟုတ်တခြားလျှို့ဝှက်ချက်တွေရှိနေခဲ့တာလား2023ခုနှစ်နိုဝင်ဘာလ30ရက်နေ့မှာဟာမတ်စ်ကယာဒင်ကိုပြန်လွှတ်ပေးပြီးသူ့ဇနီးနဲ့ကလေးငယ်တွေရဲ့ရုပ်အလောင်းတွေကိုပြန်ပေးမယ်လို့ကမ်းလှမ်းခဲ့ပါတယ်ဒါပေမဲ့အစ္စရေးကတော့ဒီကမ်းလှမ်းမှုကိုငြင်းပယ်ခဲ့ပါတယ်အစ္စရေးကအသက်ရှင်ဆဲအမျိုးသမီးဓားစာခံအားလုံးကိုအရင်လွှတ်ပေးဖို့တောင်းဆိုခဲ့ပါတယ်ဒီလိုငြင်းပယ်ခဲ့တာဟာဘာရီဆက်ဖြစ်လာမလဲဆိုတဲ့စိတ်ဝင်စားမှုတွေကိုပိုတိုးစေပါတယ်484ရက်ကြာဓားစာခံအဖြစ်ဖမ်းဆီးခံရပြီးနောက်ယာဒန်ဘီဘတ်ဟာ2025ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာပြန်လည်လွတ်မြောက်လာခဲ့ပါတယ်သူဟာ15ကီလိုဂရမ်ခန့်ကိုလေးချိန်လျော့ကျသွားခဲ့ပါတယ်တချို့ရက်တွေမှာအစားအစာလုံးဝမရဘဲအထီးကျန်ဆန်စွာအကျဉ်းချခံခဲ့ရတယ်လို့သူပြောပြခဲ့ပါတယ်ဒါပေမဲ့သူ့ဇနီးနဲ့ကလေးတွေကတော့ပြန်လွတ်မလာခဲ့ပါဘူးဖေဖော်ဝါရီလ20ရက်နေ့မှာတော့ဟာမတ်စ်ကရှီရီအေရီယာနဲ့ကဖီတို့အပါအဝင်ဓားစာခံ4ဦးရဲ့ရုပ်အလောင်းတွေပါတဲ့ခေါင်းတလားတွေကိုလွှဲပြောင်းပေးခဲ့ပါတယ်အစရေးကအေရီယာနဲ့ကဖီရဲ့ရုပ်အလောင်းတွေကို DNA စစ်ဆေးမှုနဲ့အတည်ပြုနိုင်ခဲ့ပါတယ်ဒါပေမဲ့စတုထမြောက်ရုပ်အလောင်းကတော့ရှီရီဘီဘတ်ရဲ့ရုပ်အလောင်းမဟုတ်ပဲပါလက်စတိုင်းအမျိုးသမီးတို့ရဲ့ရုပ်အလောင်းဖြစ်နေခဲ့ပါတယ်ဒါဟာလှည့်စားမှုတစ်ခုလားဟာမတ်စ်ကရှီရီနဲ့ကလေးတွေဟာအစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့်တေဆုံးခဲ့တယ်လို့ဆွဆွဲခဲ့ပါတယ်ဒါပေမဲ့အစ္စရေးကတော့သူတို့ဟာဖမ်းဆီးသူတွေရဲ့လက်ချက်နဲ့ရရက်ဆက်ဆက်အသက်ခံရတာဖြစ်ပြီးဘုံကျဲခံရတဲ့ပုံစံပေါက်အောင်ရုပ်အလောင်းတွေကိုဖျက်ဆီးထားတာလို့ပြန်လည်ဆွဆွဲခဲ့ပါတယ်အစ္စရေးကဒီတပ်တွေအထောက်ထားတွေကိုနိုင်ငံတကာမိတ်ဖက်တွေနဲ့မျှဝေခဲ့ပေမဲ့အများပြည်သူကတော့ထုတ်ပြန်ခဲ့ခြင်းမရှိပါဘူးဒီကိစ္စရဲ့အမှန်တရားကဘာများဖြစ်မလဲဖေဖော်ဝါရီလ26ရက်နေ့မှာရှီရီအေရီယယ်နဲ့ကဖီရိုရဲ့ဇာပနာကိုကျင်းပခဲ့ပါတယ်ကဘာတဝင်းကအဆောက်အအုံတွေနဲ့အထိမ့်မှတ်နေရာတွေကိုကလေးငယ်တွေရဲ့သပင်းအယောင်ဖြစ်တဲ့လိမ်မော်ရောင်အလင်းတွေနဲ့ထွန်းညှိပြီးဂုဏ်ပြုခဲ့ကြပါတယ်အာဂျင်တီးနားသမ္မတဂျေဗီယာမိုင်လီကတော့2ရက်ကြာအမျိုးသားအဆင့်ဝမ်းနည်းခြင်းအထိမ့်မှတ်အဖြစ်ကြေညာခဲ့ပါတယ်ဒီလိုဝမ်းနည်းခြင်းတွေနဲ့အတူတရားမျှတမှုအတွက်တောင်းဆိုမှုတွေပေါ်ပေါက်လာပါတယ်အစ္စရေးကဘီဘတ်မိသားစုပြန်ပေးဆွဲမှုမှာပါဝင်ခဲ့တဲ့မူဂျာဟီဒင်ဘရီဂိတ်အဖွဲ့ဝင်မိုဟာမက်ဟာဆန်မိုဟာမက်အဝါနဲ့အာဆတ်အာဘူရှာရီယာတို့ကိုလီကြောင်းတိုက်ခိုက်မှုနဲ့တပ်ဖြတ်ခဲ့ပါတယ်နောက်ပိုင်းမှာယာဒင်ဘီဘတ်ပြန်ပေးဆွဲမှုမှာပါဝင်သူဂျီဟတ်ကမာလ်ဆာလင်နဂျာကိုလည်းတပ်ဖြတ်ခဲ့ပါတယ်ဒီဖြစ်ရပ်ဟာပဋိပက္ခတွေရဲ့နောက်ွယ်ကလူသားတွေရဲ့ဆုံးရှုံးမှုတွေကိုပြသနေပါတယ်ဒီလိုရှုပ်ထွေးတဲ့အခြေအနေတွေကိုနားလည်တာဟာကမ္ဘာအဖြစ်အပျက်များစွာကိုပိုနက်နဲ့ရှိုင်းရှိုင်းမြင်စေနိုင်ပါတယ်